မင်္ဂလာပါဆရာရဲ့တာငယ်သမီးငယ်လေးတွေအတွက်ပါတပည့်ငယ်တွေအတွက်ပါအဲ့ဒါဗာလဲလို့ဆိုတော့ဆရာတို့မြန်မာစာပေကိုလေ့လာတဲ့အခါမှာဆရာတို့ကတုဒ္ဒစာပေယတ္တစာပေဆိုပြီးတော့နှမျိုးနှစ်စာရှိတယ်ပေါ့တုဒ္ဒစာပေယတ္တစာပေယတ္တဆိုတာကတော့ခံစားရတာပေါ့ယတ္တဆိုတာကခံစားရတာသူကတော့ပါဠိလိုပေါ့မြန်မာလိုကြတော့သူ့ကိုအယတာဆိုပြီးတော့ပြီးပါတယ်အဲ့ဒီရဲ့အယတာကတော့6ပါးရှိတယ်လို့ဆိုတယ်အယတာ6ပါးဒီဘက်ကယတ္တခံစားရတာကြတော့ဆရာတို့ကဘယ်နှပါးရှိလဲဆိုတော့ယတ္တ9ပါးရှိတယ်လို့ဆိုပါတယ်တကယ်တမ်းတော့သူက10ပါးရှိတယ်သို့တော်ညာလည်းပဲဆရာတို့သင်ရတာကလေ့လာရတာက9ပါးပေါ့နော်အဲ့တော့ကြပြတပုတ်ကိုပဲဖတ်ဖတ်စကားပြေတပုတ်ကိုပဲဖတ်ဖတ်ဝိတ္ထုပဲဖတ်ဖတ်နော်အဲ့ဒါကပြတ်ဆက်ပဲဖတ်ဖတ်ဘာပဲဖတ်ဖတ်ပေါ့အဲ့ဒီကြပြဒီဝိတ္ထုဒီစကားပြေဒီပြတ်ဆက်တွေကနေမလုပ်လဲဆိုတော့ခံစားမှုတစ်ခုခုရတယ်ဆိုရင်အဲ့ဒါဘာလဲဆိုတော့ယတ္တပဲယတ္တအဲ့တော့ယတ္တဘယ်နှပါလဲဆိုတော့9ပါးအဲ့ဒီယတ္တ9ပါးတွေကဆရာဒီနေ့ယတ္တလေးဘယ်နှပါးကြောင့်ပြောမလဲဆိုတော့3ပါးလောက်တော့ပြောမယ်ပေါ့နော်3ပါးလောက်ဆရာဓမ္မရသင်္ကန်းစာထဲမှာပါတယ်ကြပြလေးချစ်ရှင်တနာတိကြကြံကျုပ်နောက်တစ်ခုကကြတော့ဆက်စုပ်ကြောက်ရွံ့ရဲဝံ့အံ့ဩနောအယတာကျမ်းဂန်လာဆရာကြီးမြန်မာစာပမောက္ခမြန်မာစာပမောက္ခဦးအေးမောင်ဆရာရှိကိုလူတဲ့နိုင်ငံနဲ့တင်းနေနောဆိုတာကနဝဆိုတာကကိုတဲ့အဲ့တော့ယတ္တ9ပါးပေါ့အဲ့ဒီမှာဒီ3ခုစတင်မယ်ချစ်ရှင်တဲ့